စကားပြောနမူနာပုံစံ195ဖြစ်ပါတယ်ဒီကမှာကျွန်တော်တို့ကငါဒါကိုတိတ်ကိုသိချင်တယ်ဒါကိုအင်္ဂလိပ်လိုဘယ်လိုသုံးမလဲဒါနဲ့ပတ်သက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လိုက်ပြီးတော့ကြည့်အောင်ပါငါဒါကိုတိတ်ကိုသိချင်တယ် I'm curious to know နောက်ကကိုသုံးနေတာကို cross လိုက်ပြီးတော့ရေးရမယ်အသုံးဖြစ်ပါတယ်ခင်ဗျာနမူနာဝါကျများကိုကြည့်အောင်ပါ I'm curious to know why he left the party early သူဘာလို့ပါတီပွဲကနေစောစောပြန်သွားလဲဆိုတာကိုကျွန်တော်အရင်သိချင်ပါတယ် I'm curious to know what they are talking about သူတို့ဘာပြောနေလဲဆိုတာကိုကျွန်တော်အရင်သိချင်ပါတယ် I'm curious to know how she learned to play the piano သူမစနေရကိုဘယ်လိုသင်လဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်အရင်သိချင်ပါတယ်ဟုတ်ပြီနော်ဆက်ပြီးတော့ကြည့်အောင်ပါ I'm curious to know when they arrived သူတို့ဘယ်ချိန်ရောက်လဲဆိုတာကိုကျွန်တော်အရင်သိချင်ပါတယ် I'm curious to know which hotel is the best in this city ဒီမြို့မှာဘယ်ဟိုတယ်ကအကောင်းဆုံးလဲဆိုတာကိုကျွန်တော်အရင်သိချင်ပါတယ် I'm curious to know who won the competition ပြိုင်ပွဲမှာဘယ်သူအနိုင်ရမလဲဆိုတာကိုကျွန်တော်အရင်သိချင်ပါတယ်ဟုတ်ပြီဆက်ကြည့်အောင်ပါ I'm curious to know why the store is closed today ဒီနေ့ store ဘာလို့ပိတ်လဲဆိုတာကိုငါအရင်သိချင်ပါတယ် I'm curious to know what time the movie starts ရုပ်ရှင်ပဲချိန်စမလဲဆိုတာကိုကျွန်တော်အရင်သိချင်ပါတယ် I'm curious to know how he fixed the car so quickly သူကားကိုဒီလိုမြင်မြန်ဆန်ဆန်ကြီးဘာလို့ပြင်နိုင်လဲဆိုတာကိုကျွန်တော်အရင်သိချင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ကစကားပြောနမူနာပုံစံ195မှာ I'm curious to know နောက်က close လိုက်တဲ့အသုံးဒါကိုကျွန်တော်အရင်သိချင်ပါဆိုတာနဲ့ပတ်သက်ပြီးလေ့လာကြတာဖြစ်ပါတယ်ခင်ဗျာနမူနာဝါကျများကိုဖတ်ပြီးတော့အစားထိုးပြောဆိုသုံးဆွဲကြည့်ပါ